အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ကထိုင်းနိုင်ငံခောက်ရံမြို့သွားလေတဲ့ခါကျရင်တဲခုကိုရွေးချယ်ရခက်နေတဲ့သူတွေအတွက်ဒီနေရာလေးမှာတဲကြည့်ဖို့အတွက်အကြံပေးချင်ပါတယ်နာမည်လေးကတော့ Hillside Residence ပဲဖြစ်ပါတယ်ဒါလေးကကျွန်တော်သွားခဲ့တော့အခန်းလေးဖြစ်ပါတယ်ဟိုတယ်ဆိုပေမဲ့ resident ဖြစ်တဲ့အတွက်ကြောင့်အခန်းကကွန်ဒိုတစ်လုံးပုံစံမျိုးပြင်ဆင်ထားတာဖြစ်ပါတယ်ဒါလေးကဝင်ချင်းကျွန်တော်တို့တွေ့ရမယ့် dining table နဲ့ kitchen ဖြစ်ပါတယ်ကိုယ်တိုင်စိတ်ကြိုက်ချက်ပြုတ်စားသောက်လို့ရပါတယ်2ယောက်ခန်းဆိုပေမဲ့အခန်းက3ယောက်ကတင်ထားပေးတာဖြစ်ပါတယ်ဒါကြောင့်မို့လို့တတမီမီလေးတွေခေါ်လာမယ်ဆိုလို့ရှိရင်လည်းအရန်ကိုမှအဆင်ပြေပါတယ်ခင်ဗျာအခန်းရလေးအရန်ကျယ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ AC ပဲအနားယူမလားစာပဲလာဖတ်မလားဒါမှမဟုတ်အလုပ်လေးတွေပဲလာလုပ်မလားတော်တော်လေးကိုမှအဆင်ပြေပါတယ်ဗျာ Let's revive အပြည့်နဲ့အနားယူလို့ရမှာဖြစ်ပါတယ်အခုကျွန်တော်ကဝရန်နာလေးထွက်မယ်ဆိုရင်မြင်ရမယ့်ရှုခင်းလေးပြပေးပါမယ်ဝရန်နာရက်လည်းတအားကျယ်တယ်ဗျာမြင်ရတဲ့အတိုင်းပဲရှုခင်းကလည်းဘေးပပတ်လေးမှာတောင်လေးဝန်းရံထားတဲ့အတွက်ကြောင့်တော်တော်လေးကိုလှပါတယ်ဒါလေးကတော့ရေချိုးခင်းအိမ်နာပဲဖြစ်ပါတယ်ရေချိုးခင်းအိမ်နာကလည်းတော်တော်လေးကိုမှကျယ်ပြီးတော့အရန်ကိုတန့်ပါတယ်တော်တော်လေးကိုမှ hygiene ဖြစ်ပါတယ်ဗျဒါလေးကတော့ကျွန်တော်ပဲဖြစ်ပါတယ်ခင်ဗျာ morning မှာဒါကတော့ကျွန်တော်အိတ်ချင်မှုလူမျက်နှာလေးပါအခုကျွန်တော်မနက်ခင်းမှာမြင်ရတဲ့ရှုခင်းလေးပြပေးပါမယ်ဒါလေးကတော့ကျွန်တော်တို့မနက်ခင်းမှာမြင်ရတဲ့ရှုခင်းလေးပဲဖြစ်ပါတယ်ကျွန်တော်သွားတော့ဆိုလို့ရှိရင်ချင်းငှက်တန်လေးလည်းကြားရတယ်ချစ်သွန်တန်လေးလည်းကြားရတယ်အရန်ကိုတာယာပြီးတော့တန်ရှင်းလက်ဆက်တဲ့လေတွေကိုလည်းရရှိပါတယ်ဒါကြောင့်မလို့ခောက်ရင်သွားဖို့တဲမယ်ဆိုလို့ရှိရင်ဒီ Hillside Residence လေးမှာတဲဖို့အတွက်အကြံပြုရင်းနဲ့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်တတား